ကြည့်နေရလဲ အန်တီကသမီးဆိုတဲ့လက်ချေကိုလိုက်ဆိုတယ် ထပါအောင်သမီးရဲ့ဟာသမီးကဒီဖျားမှာအမြဲတမ်းလာတောင်းနေရလား ဟမ်သမီးအမြဲတမ်းလာတောင်းနေမဟုတ်ပါဘူးသမီးကခဏချင်းစီလာတောင်းတာဆိုတော့သမီးကမကြာခဏတောင်းစားပေါ့ ဒါနဲ့မမလေးဓာတ်တောင်းစားရမလဲမကြခဏဓာတ်တောင်းစားရလို့မမလေးကြားဘူးမလားအခုမှကြားဘူးလားမလားတော်လေးရတော့ ဟုတ်ပါပြီသမီးရဲ့ဒါနဲ့သမီးကဒီသချင်းကိုဘယ်ရရတာတော့ ဒီတချင်းကိုသမီးဇီးတော့ထဲရရလေ အရေတိုက်စင်တော့ဈေးတော့တက်ကရရတယ်နော်မမလေးသူကျတော့ဘာဖတ်တာကျင်းနေပါ မစတာအဲ့လေစတာပါ ဒီတချင်းကိုဖဖေကတင်မိတာလေ ဟဲဒါဆိုသမီးဖေနာမည်ဘယ်လိုခေါ်လဲ သမီးဖေနေမေကအန်တီတို့ရစိတ်ဝင်စားပါ့မလား ဘာမမလေးလေစိတ်ဝင်စားပြရှာလို့ဓာတ်တောင်းစားရအဖေကမစိတ်ဝင်စားတယ်လို့မမလေးလည်းတည်းကမလွယ်ဘူးနော် မဟုတ်ပါဘူးသမီးရဲ့အန်တီကဒီလိုပဲရိုးရိုးလေးပဲသမီးရဲ့ဖေနာမည်ကိုသိချင်တာပြပြ သမီးဖေနေမေကဦးထွန်းထွန်း ဟုတ်သမီးတို့ဘာမှနေရလဲ အန်တီဘာလို့မ ဟုတ်မဟုတ်ပါဘူးအန်တီကသိချင်ုံပါသမီးရဲ့နော်ဟိုသမီးလေးဘာမှနေရလဲလို့ အဲ့ဒါဆိုရင်ဒီရှေ့တက်တဲ့လေးကိုသွား အော်ဟုတ်ပြီ ပြီး ဟုတ် ရင် ပြီ ညာဘက်လေးကိုကွစ်လိုက် ရောက်ပြီ ကိုရဆိုင်လေးရှိတယ် အော်အဲ့ဒီ900ဆိုင်နား မ မှာ ဟုတ်ဘူးအဲ့ကိုရဆိုင်လေးရဲ့တဲတဲလေးကိုပြန်သွားပြီးရင်ညာဘက်လေးကိုကွစ်လိုက်အမအိမ်ကနှလုံးရှိတယ် အဲ့တန်းသားလို့ရှိတယ်အဲ့တန်းသားလို့အဲ့ဒီတော့ဘာလုပ်ရမှာလဲ အော်မဟုတ်ပါဘူးအန်တီတို့အမလမ်းကြုံရင်ဝင်တက်အောင် အော်လမ်းညွန့်အဲ့ဒါလမ်းညွန့်အဲ့ဒါလမ်းညွန့် ဟိုအိမ်တော်ဘေးနေမဟုတ်ဘူးလေသမီးရဲ့သမီးအိမ်ကိုမေးတာလေ ဟောစတာပါအဲ့အိမ်ကနှလုံးရဲ့ဂျားလေးမှာလူ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 အဲ့လိုလေးရှိတယ်အဲ့ဂျားကနေဖြတ်သွားအမ3ထက်တိုက်ရှိ အဲ့ဒီတော့တိုက်ကြရင်ရှောင်းပြီလားရောက် မရောက်သေးအဲ့3ထက်တိုက်ရဲ့ဒီဘက်ဘေးလေးမှာတေးလေးရှိအမတမီးရနေတာ အမလေးတော့ပါတယ်ဒီနေ့တို့အိမ်ကိုတက်မမရောက်သွားလို့ကဲ သမီးလေးဟုတ်သမီးတို့အိမ်ကိုအန်တီလိုက်လေလို့ရမလားယင် ဟမ်လိုက်လေလို့မရဘူးအဖေကအိမ်ကိုဧည့်သည်ခေါ်လာမကြိုက်ဘူးတဲ့ အားရမမလေးဘာတတ်နိုင်တယ်လဲတတ်တောင်းစားတော့အဲ့လာမခေါ်ဘူးတဲ့မလေးရမလဲ ဟုတ်အန်တီကဧည့်သည်မှမဟုတ်တာအနီသမီးလေးရဲ့ခုဆိုလို့ရှိရင်သမီးနဲ့အန်တီနဲ့ကမိတ်ဆွေတွေဖြစ်သွားပြီလေ အဲ့ဟာဆိုလို့ရှိရင်အန်တီတမျိုးဂတိတစ်ခုပေးရမယ် ဘာကလေးလဲယင် တမီးခုဖျားပုံမှာလာတောင်းနေတာကိုအဖေကပြောရင်တမီးအန်တီကိုအိမ်ထဲခေါ်မယ် လုံးဝမပြောဘူးလုံးဝမပြောဘူးဂတိပေးတယ်ဂတိပေးတယ် အမလေးရဲ့တတ်တောင်းစားတော့မှဂတ်တိတွေပါတယ်နော်ဒါပေမဲ့မလေးတက်ခုရှိရသေးလားသူကလေအမေနာတဲ့အမ်ညာကျအဆင်ပြေတယ်ကြည့်ပါ ဟုတ်မယ်သမီးလေးအဲ့ဒါဆိုလို့ရှိရင်လေသမီးတို့အိမ်ကိုလိုက်ခင်မယ်နော် ဟုတ်ဒါပေ အဲ့ဆိုလို့ရှိရင် လမ်းမသိရင်ဘယ်သူနောက်ကလဲရ လမ်းမသိရင်ခွင်းနောက်ကလိုက်လို့ကြားဘူးလေ အဲ့ဒါဆိုရင်ဒီအန်တီជីជីရဲ့နောက်ကလိုက် ဘာဟာဘူးလဲ အဲ့ဒါပါအန်တီ ဒီကလေးဓာတ်တော့စားတယ်နော်ဓာတ်တော့စားတယ် တမီးနောက်ကလိုက်ခဲ့ ဟုတ်ပါပြီရှင်ဟုတ်ပါပြီဖယ်သွားမှာလဲသွားမလဲ ဘာဘကတော့မလဲဘာ ဟုတ် ဘာ ကဲ့ဟုတ်ကဲ့ အဲ့ဒါ